ဒါကတော့မြောက်ပိုင်းသူမတွေပါတောင်ဘက်ချမ်းမှရှိတဲ့ဈေးဆိုင်ဈေးတော်ဝင်ကိုသွားနေတယ်လို့ဒီချမ်းကလည်းအရင်တော့ဆိုရင်ဒီအရင်တိုင်းရတာအရင်ကဈေးတော်ဝင်မယ်ဆိုအရှိရသွားတာပါချမ်းရှိရသွားခုဒီချမ်းတော့မှလက်ပတ်ကြီးနေတကယ်ရင်တိုင်းရအဲ့တော့ဒီခါအနောက်ကနေတော့ပတ်သွားတယ်ရမ်းတိုင်းရညီလိုကောင်းနေရတိတ်ဆိတ်လို့ねတကယ်မျက်လုံးထဲကိုအေးနေအောင်တကယ်စိတ်ချမ်းသာလို့ကောင်းတယ်နေရရမ်းတိုင်းရချမ်းရှိမှလည်းတာတော့တာရတယ်ချမ်းရှိမှရေကူးကန်နေလည်းရှိတယ်ကလေးတွေအတန်နေလိုက်ကြတယ်ချမ်းတော့မှကျတော့အရင်အေးချမ်းတယ်တိတ်ဆိတ်တကယ်ပါစပါတဲ့မှကြရတယ်အေးဟိုဘယ်လိုလဲအေးချမ်းနေတယ်ကိုယ်ပိုင်တင်မိုးတွေအများကြီးကိုယ်ပိုင်ပျော်စီတင်မိုးလေးဒါဒီချန်ရဲ့ဒီအထွတ်လေးမှာဝင်နေမှာဂိတ်ရှိတယ်အဲ့မှာဂိတ်လေးမှာကလေးတက်ကိုပြပြီးတော့မှအပြင်ထွက်ရကမပိုင်တော့ပြင်ထွက်လို့မရဘူးပြီးတော့ဒီအရှိမလမ်းမြင်ရတဲ့အဲ့တဒါလည်းအသေးမောလာရောအဲ့တဒါရပိတ်ရပေါ့နော်အဲ့တဒါကူလို့မရဘူးတဒါရပွင့်လာပြီးတော့အသေးမောသွားတဲ့အချိန်တိုင်းတကားပိတ်တယ်အဲ့ကြောင့်ထွက်တဲ့အခါကျရင်လည်းကတ်လေးပြတ်ပြီးတော့ထွက်ရတယ်ကမပိုင်တော့ဝင်ထွက်လို့မရဘူးနေရာတွေအရင်လုံချုံရအရင်ကောင်းတယ်ခုလည်းမြင်ရတာတောင်ပိုင်းအချမ်းလည်းအရင်တာရတယ်အဲ့ဒါလည်းနေလို့ဒါပြောတယ်အေးချမ်းလေးပဲတစ်ခါရောက်ပြီးအရင်ပြုံးကောင်းတယ်တာရတယ်ဒါတော့ဘားတွေစားရောက်လို့ဒီနေရာတွေအရက်ဘားတွေများတယ်လို့အရက်ဒီလိုပြောတယ်တချို့လူဆိုမချက်စားမလားမချက်စားတော့ဒီဘက်မှာကျတော့စားတော့ဆိုင်ရှိတယ်လေအရက်ဘားတွေလာစားတော့ပြီးတော့မှဒီနိုင်လေဒီအပြောစီတင်မိုးလေးနဲ့လာကြိုက်ပဲလမ်းမြင်ရတာတော့ဈေးဆိုင်အဲ့ဈေးဆိုင်လည်းလေတစ်ခါ